ကိတုကောပမသုတ်တံမှာယဟန်တော်တစ်ပါးကသိချင်တယ်သူကနိဗ္ဗာန်ကိုမြင်တဲ့ဉာဏ်အမြင်ဟာဘယ်လိုအတိုင်းအတာနဲ့မှစင်ကြယ်မှုရနိုင်တယ်လဲဆိုတဲ့ဒီကြင်ကြံမှုအပိုင်းနဲ့ပတ်သက်ပြီးတော့သူမရှင်းလို့သူကတွေ့တဲ့ကိုယ်တော်လိုက်မေးတယ်အဲ့ဒီကိုယ်တော်ကအရှင်ဘုရားတဲ့ယဟန်တစ်ပါးရဲ့ဉာဏ်အမြင်စင်ကြယ်တယ်ဆိုတာဘယ်လိုအတိုင်းအတာနဲ့ဖြစ်လာတာလဲသူမေးတဲ့ကိုယ်တော်ကအရိယာပဲယဟန္တာပုဂ္ဂိုလ်မျိုးဖြစ်မယ်အရိယာသူတော်စင်တကယ်ကိုဉာဏ်အမြင်ပေါက်ရောက်ထားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကသူကျင့်ခဲ့တဲ့လမ်းကြောင်းတိုင်းသူကဘယ်လိုဖြေတော့ဆိုငါရှင်တဲ့အာယတနာ6ပါးရဲ့ဖြစ်ကြောင်းတရားနဲ့ချုပ်ကြောင်းတရားကိုရှင်းရှင်းလင်းလင်းမြင်မယ်ဆိုလို့ရှိရင်တော့သတ္တနာဝိတ္တုဖြစ်ပါတယ်ဒီလိုဖြေလိုက်ဒါစာပေလို့ဒီလိုပထမနားလဲလေအာယတနာ6ပါးဆိုတာစာစကားပြောလိုက်တဲ့အခါကျတော့ဘုန်းကြီးတို့တွေစိတ်ကစာထဲရောက်သွားမယ်စာထဲမရောက်စိမ့်နဲ့အာယတနာ6ပါးဆိုတာကိုယ်မျက်စိရယ်နားရယ်နှာခေါင်းရယ်လျှာရယ်ကိုယ်ရယ်စိတ်ပစ္စတိကအာယတနာ6ပါးအဲ့ဒီ6ပါးကိုရည်ညွှန်းပြောတာမျက်စိနာနာလျှာကိုယ်ဆိုတဲ့အာယတနာ6ပါးဟာဘာကြောင့်ဖြစ်လာသလဲဘာကြောင့်ချုပ်သွားရသလဲနောက်ဆုံးချုပ်ငြိမ်းသွားတာဘယ်နည်းနဲ့ချုပ်ငြိမ်းသွားသလဲဘယ်လိုအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာသလဲဆိုတာကိုလေ့လာဆန်းစစ်ပြီးတော့သိမြင်မယ်ဆိုလို့ရှိရင်ဒသနာဝိတ္တုဖြစ်ပါလေလို့ပြောလိုက်တာသူပြောလိုက်တဲ့စကားကသူကျင့်ခဲ့တဲ့လမ်းစဉ်ကဒါနဲ့သူကယဟန္တာဖြစ်ခဲ့တာဟုတ်နိဗ္ဗာန်ကိုမြင်ခဲ့တာဒီလမ်းစဉ်နဲ့သူကမြင်ခဲ့တာစက္ကပတာရလို့ဆိုတဲ့မျက်စိပေါ်မှာမမြဲတဲ့သဘောတရားတွေဆင်ခြင်စဉ်းစားမှုတွေဆင်ခြင်စဉ်းစားပြီးတော့လေ့ကျင့်ပွားများလာသည့်အတွက်ကြောင့်သူဟာဒသနာဝိတ္တုကိုရခဲ့တယ်သောတာပတာရလို့ဆိုတဲ့နာအကြည့်နဲ့ပတ်သက်ပြီးတော့သဘာဝတရားတွေကိုရှုမြင်သုံးသပ်ပြီးတော့ဝိပဿနာဉာဏ်မြင်နဲ့ရှုသိသုံးသပ်ပြီးတော့ဆင်ခြင်အားထုတ်ခဲ့ဘူးတယ်ထို့တူပဲခန္ဓာပတာရဇီဝပတာရကာယပတာရမနာယရဏစိတ်နဲ့ပတ်သက်တဲ့အာယုန်တွေပေါ်မှာစူးစိုက်ရင်ကနေပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်လို့အောင်မြင်ပေါက်ရောက်ခဲ့ဘူးတယ်အဲ့ဒီသူကျင့်ခဲ့တဲ့လမ်းကြောင်းအတိုင်းသူကပြောလိုက်တာပဲလေသူကျင့်ခဲ့တဲ့လမ်းကြောင်းအတိုင်းအဲ့ဒီအာယတနာ6ပါးရဲ့ဖြစ်ကြောင်းတရားနဲ့ချုပ်ကြောင်းတရားအဲ့ဒါကိုသမုဒိယနဲ့အထင်ကမဒီနှစ်ခုကိုရှင်းရှင်းလင်းလင်းမြင်ပြီဆိုလို့ရှိရင်ဒသနာဝိတ္တုဖြစ်ပါတယ်လို့ဒီလိုပြောလိုက်တော့ဘုက္ကရောကတိတ်ပြီးတော့မကျေနပ်ဘူးလာမေးတဲ့ကိုတော့မကျေနပ်လို့နောက်ကိုတော့သွားမေးပြန်တယ်ရှင်ဘုရားတဲ့ဘယ်လိုအတိုင်းအတာနဲ့မှဒသနာဝိတ္တုဆိုတော့ဖြစ်နိုင်တယ်လေဆိုတော့အဲ့ဒီကိုတော့ဘာဖြေလိုက်တော့ဆိုငါရှင်ဥပါဒณะခန္ဓာ5ပါးရဲ့ဖြစ်ကြောင်းတရားနဲ့ချုပ်ကြောင်းတရားကိုရှင်းရှင်းလင်းလင်းသိရင်ဒသနာဝိတ္တုဖြစ်ပါလေလို့ဖြေလိုက်ပြန်သူကြတော့ခန္ဓာ5ပါးလို့ဆိုတော့သိစရာရှိသမျှကုန်းတယ်ခုနကိုတော့ဖြေတာကယုတ်တရားအချို့ပဲပါသေးတယ်နန္တရားလည်းမကုန်းဘူးယုတ်တရားလည်းမကုန်းဘူးခုနကအချို့အဝက်ကလေးသိတာနဲ့ဒသနာဝိတ္တုဖြစ်တယ်ဆိုတာသူကမကျေနပ်ပြန်မကျေနပ်ဘူးမကျေနပ်လို့ဒုတိယကိုတော့သွားမေးတော့ဒုတိယကိုတော့ကဥပါဒณะခန္ဓာ5ပါးနော်တဏှာတို့ဒိဋ္ဌိတို့နဲ့ဆွဲလန်းရဖြစ်တဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့ဒီသဘာဝအစု5မျိုးနဲ့ပတ်သက်ပြီးဘာကြောင့်ဖြစ်တယ်ဘာကြောင့်ချုပ်သွားတယ်ဆိုတဲ့ဒီသဘာဝတွေကိုအတိုင်းအတာပြည့်ပြည့်စုံစုံသိပြီဆိုရင်ဒသနာဝိတ္တုဖြစ်ပါတယ်လို့ဖြေလိုက်တာရုပ်နဲ့နာနဲ့ပြည့်ပြည့်စုံစုံဖြေလိုက်တာပဲဒီအဖြေသို့တော်လည်းဒီကိုယ်တော်ကဒီအဖြေကိုမကျေနပ်ပြန်ဘူးဘာလို့မကျေနပ်တော့ခုနကိုယ်တော်ဖြေတာနဲ့ကွဲလွဲနေပြန်သေးတယ်ပေါ့နောက်ထပ်အဖြေတစ်ခုရှာအောင်မယ်နောက်ကိုယ်တော်တစ်ပါးစီသွားမေးပြန်တယ်နောက်ကိုယ်တော်တစ်ပါးစီသွားမေးတော့နောက်ကိုယ်တော်ကဘယ်လိုပြောတော့ဆိုငါရှင်နဲ့ဒသနာဝိတ္တုဖြစ်ဖို့ဆိုတာတဲ့ဓာတ်ကြီး၄ပါးရဲ့
ဖြစ်ကြောင်းတရားနဲ့ချုပ်ကြောင်းတရားသို့မဟုတ်ဓာတ်ကြီး၄ပါးရဲ့ဖြစ်မှုပြမှုတွေကိုရှင်းရှင်းလင်းလင်းသိဖို့လိုတယ်ဓာတ်ကြီး၄ပါးရဲ့ဖြစ်မှုပြမှုသို့မဟုတ်ဖြစ်ကြောင်းတရားချုပ်ကြောင်းတရားတွေကိုရှင်းရှင်းလင်းလင်းသိပြီဆိုရင်ဒါသနာဝိတ္တုဖြစ်ပါတယ်လို့ဖြေလိုက်ပြန်တယ်ဖြေလိုက်တဲ့အခါကျတော့ तू ကပိုကျင်းမသွားပြီဘူးလားနန္တရားတော်မပါဘူးယုတ်တရားလေးတွေရှုပြီးတော့ तू ကနိဗ္ဗာန်ကိုမြင်တယ်လို့ပြောလိုက်တာမကျေနပ်ပြန်ဘူးနော်ဓာတ်ကြီး၄ပါးရင်ရှုပြီးတော့ तू ကဒီဉာဏ်မြင်စင်ကြယ်မှုကိုရတယ်လို့ဖြေတာမကျေနပ်လို့နောက်ကိုယ်တော်တစ်ပါးစီသွားမေးပြန်တယ်အရှင်ဘုရားတဲ့ဒါသနာဝိတ္တုဆိုတာဘယ်လိုအတိုင်းအတာနဲ့မှဖြစ်တာလို့ဆိုတော့အဲ့ဒီကိုယ်တော်ကဖြေပုံကယံကိစီသမုဒိယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံငါရှင်ဖြစ်ချင်းသဘောရှိတဲ့တရားတွေမှန်သမျှပြည့်ချင်းသဘောရှိတယ်လို့ရှင်းရှင်းလင်းလင်းမြင်မယ်ဆိုရင်ဒါသနာဝိတ္တုဖြစ်ပါတယ်နိဗ္ဗာန်ကိုမြင်တဲ့ဉာဏ်မြင်ဟာတဦးနဲ့တဦးကျင့်ကြံပုံချင်းမတူနိုင်ပါဘူးအာယနာ6ပါးကိုရှုတာပဲဖြစ်ဖြစ်ခန္ဓာ5ပါးဓာတ်ကြီး4ပါးဒါမှမဟုတ်ဖြစ်ပျက်သဘောတရားတွေကိုပဲရှုမိမိအားထုတ်တဲ့လမ်းကြောင်းအတိုင်းအရှိကိုအရှိအတိုင်းမှန်ကန်စွာသိမြင်သွားတာဟာတတနာဝိတ္တုဉာဏ်မြင်စင်ကြယ်ခြင်းပဲဖြစ်ပါတယ်